မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာဝင်များစုနေထိုင်ကြတဲ့နိုင်ငံဖြစ်ပြီးတော့လူဦးရေ80ရာခိုင်နှုန်းကျော်ကဗုဒ္ဓဘာသာကိုကိုးကွယ်ကြပါတယ်။သူတို့ဟာဗုဒ္ဓမြတ်စွာဘုရားရဲ့ဆုံးမစကားကိုလိုက်နာကြပြီးတော့ကုသိုလ်နဲ့အာကုသိုလ်တွေကံနဲ့ပြစ်ဒဏ်တွေနဲ့ပတ်သက်တာတွေကိုယုံကြည်ပါတယ်။ဘာပဲလို့ကောင်းတာရောဆိုးတာရောနှမျိုးလုံးရဲ့အကျိုးဆက်ကိုပြန်ခံစားရတယ်ဆိုတာကိုလည်းယုံကြည်ထားကြတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာကိုကိုးကွယ်ပေမဲ့အောက်လန်းတက်ပညာတွေလေ့ကျင့်နေကြတဲ့လူအုပ်စုစုလည်းရှိပါသေးတယ်။မိမိတက်မြောက်ထားတဲ့ပညာတွေကိုအသုံးပြုပြီးတော့တခြားသူတွေကိုထိခိုက်နစ်နာအောင်လုပ်ခြင်းသေဆုံးစေခြင်းမတန်ဆွမ်းခြင်းထိပြုမှုတွေအတတ်ပညာတွေပုံမကျွမ်းကျင်ပြီးရဲရင်လာလေပိုပြီးရက်ဆက်ကြမ်းကြုတ်တဲ့သူတွေဖြစ်လာတယ်။ဒီလူအုပ်စုဟာသူတို့ရဲ့စွမ်းရည်တွေဘလောက်အစွမ်းထက်ပြီးတော့အန္တရာယ်များလဲဆိုတာကိုသက်သေပြဖို့သူတို့ရဲ့ကျွမ်းကျင်မှုတွေကိုအမြဲတမ်းစမ်းသပ်ကျင်ကြလေရှိတယ်။ဒီအတတ်ပညာတွေကအောက်လန်းပညာလို့ခေါ်ကြပါတယ်။တချို့လူတစုကတော့ကိုကာကွယ်ဖို့နဲ့တခြားလူတွေကိုကူညီဖို့အတွက်အထက်လန်းတက်ပညာတွေကိုသင်ယူကြပါတယ်။ဥပမာအဖြစ်ဒီရွာကဘုန်းကြီးကျောင်းရဲ့ဆရာတော်လိုမျိုးပေါ့။ရွာကဘုန်းကြီးကျောင်းဟာ2380ခုနှစ်ဝန်းကျင်မှာတည်ဆောက်ခဲ့တယ်။ရှေးတုန်းကမှတ်တမ်းအရကွဲပြားမှုတော့ရှိတယ်။ဒါပေမဲ့ထိုအချိန်ကာလမှာတည်ဆောက်ခဲ့ပွဲရှိပါတယ်။အရင်တုန်းကဒီနေရာကလူသူကင်းမဲတဲ့လေကွင်းတွေနဲ့ခြုံပုတ်တွေဖြစ်ပြီးတော့ရိုင်းဆိုင်တဲ့ဒရိတ်ဆန်နဲ့မရိုင်းတဲ့ဒရိတ်ဆန်နေထိုင်ခဲ့ကြတယ်။ရွာသားများစုဟာအမဲလိုက်မုံဆိုးဖြစ်လောက်ကန်ကြတယ်။သူတို့တွေကမြို့ထဲမှာတောထွက်ကုန်တွေကိုရောင်းချဖို့အတွက်အမဲလိုက်ကြပါရီ။သူတို့ဟာတောရွာတွေကလူတွေလိုနေထိုင်ကြပြီးပညာရေးနဲ့ဘုသူတ္တအနှဲငယ်သာရှိကြတယ်။ဒါပေမဲ့သူတို့ကဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါရီ။ဗုဒ္ဓဘာသာဝင်တွေရဲ့အခါကြီးရက်ကြီးတွေဥပုံနေတွေနဲ့ဘာသာရေးပွဲတော်တိုင်းမှာအဲ့ဒီဒေသတစ်ဝိုက်ကတခုရဲသောဘုန်းကြီးကျောင်းစီကိုမပြတ်မကွက်ပုံမှန်သွားရောက်ကြပါရီ။အဲဒီတော့ကသမိုင်းမှတ်တမ်းမှာဆရာတော်ကဘယ်ကနေလာလဲဆိုတာမဖော်ပြထားပါဘူး။ဆရာတော်ဟာရွာပြင်ဘက်မှာရှိတဲ့လူသူကင်းမဲ့တဲ့တောတစ်ခုမှာလှည့်လည်နေခဲ့ပါတယ်။ဆရာတော်ရဲ့အကြောင်းကိုသိရရွာသားများဟာဆရာတော်ထံအစားအစာယူဆောင်လာပြီးဆုံးကတ်ခဲ့ကြတယ်။ဒါပေမဲ့အောက်လန်းပညာတတ်တဲ့လူတစ်ယောက်ကဆရာတော်နဲ့ပညာစမ်းကြည့်နေခြင်းခဲ့တယ်။ဘာလို့လဲဆိုတော့ယဟန်တစ်ပါးကအခုလိုတပါးလေးကြွလာတာကအတတ်ပညာနဲ့ဂါရမန်နဲ့အတိုင်းအတာတစ်ခုထိလေးလာခဲ့ပြီးဟုယူဆတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မျိုးတော်ဟာသူ့အနိုင်ရရင်သူ့ဖွဲ့တွေကလူတွေသူ့ကိုကျွမ်းကျင်တဲ့အောက်လန်းဆရာတယောက်ဖြစ်ချီးကျူးလေးစားတာခံရလိမ့်မယ်။ဒါပေမဲ့သူရှုံးရင်တော့သူ့ရဲ့ပညာတွေကိုပိုလေးကျင့်ပြီးပိုပြီးတိုးတက်အောင်ကြိုးစားရုံပါပဲ။မျိုးဟာဆရာတော်အားဆုံးကပ်ရန်အတွက်တောဟင်းနဲ့ထမင်းကိုယူဆောင်လာခဲ့တယ်။ဆရာတော်ဟာအတတ်ပညာမှာအလွန်ကျွမ်းကျင်ပြီးတော့တရိတ်ဆန်ရိုင်းနေတဲ့လူသားတွေပါမရင်မတွက်နိုင်တဲ့အန္တရာယ်တွေကိုကျော်လွှားနိုင်ခဲ့တယ်။ဆရာတော်ကမျိုးအောင်လူတန်းနဲ့ပကံတွေကထမင်းတွေကိုသတိပြုမိလိုက်ပါတယ်။ရွာသားတွေလူတွေနဲ့ထမင်းစေတွေထက်ပိုပြီးဖြူဖွေးတန်ရှင်းနေတယ်။အဲဒါကြောင့်ဆရာတော်ကမျိုးအောင်ကိုမေးလိုက်ပါတယ်။တကားကြီးကမျိုးကနေလာတာလားမျိုးအောင်ကထပ်ပြောလိုက်ပါတယ်။အော်မဟုတ်ပါဘူးဗျာတပည့်တော်ကဟိုရှိကရွာမှာနေတာပါဗျာဒါဆိုရင်မျိုးရဲကဆန်နေယူလာခဲ့တဲ့နဲ့တူတယ်အဲဒါကြောင့်ဒီထမင်းကအရန်တန်ရှင်းဖြူပွေးနေတာတင်မဗျာတပည့်တော်အသားရည်နဲ့လဲလာလိုက်တာဒီဆန်ကိုအဝေးကခက်ခက်ခဲနဲ့ရလာတာဆိုတော့ဒီထမင်းကိုကိုရော်နဲ့အတူလာမျှစားအောင်မဟုတ်ရင်ရွာသားတွေကကိုရော့ကိုဝေဖန်ကြလိမ့်မယ်အစားကောင်းတွေကိုကိုရော်တယောက်တည်းမစားကြဘူးဒါမှမဟုတ်ရင်တကားရဲ့ဇနီးနဲ့ကလေးတွေပြန်ယူသွားလိုက်ကိစ္စမရှိဘူးကိုရော့မှာစားစရာတွေအများကြီးကြံနေတယ်တကားရဲ့ကလေးတွေပြန်ယူသွားဆရာတော်ကထမင်းမကန်ထဲမှာအောက်လန်းပညာတွေရှိရဲဆိုတာကိုသိလိုက်ရတဲ့အခါမျိုးအောင်ကတောင်းပန်တဲ့အနေနဲ့လက်အုပ်ချီပြီးတော့သူ့ရဲ့ပြစ်တွေကိုဝန်ခံလိုက်ပါတယ်အမှန်တိုင်းပြောရရင်တပည့်တော်ကဆရာတော်ကိုတီးကံအောင်လုပ်ဖို့ရွယ်ချက်မရှိပါဘူးဗျာဆရာတော်စီမှာအစွမ်းပညာတွေတကယ်ရှိလားဆိုတာသိကြအောင်ပါဗျာဆရာတော်သာဒီထမင်းကိုတကယ်စားမယ်ဆိုရင်တပည့်တော်ကဆရာတော်ကိုတားမှာဆရာတော်ပြုံးပြလိုက်ပြီးထမင်းမကန်ကိုကော့ယူကမန်နန်တစ်ခုကိုခဏရွတ်ဆိုလိုက်ပါတယ်အဲဒီနောက်ဆရာတော်ဟာမျိုးအောင်မမျော်လင့်ထားတဲ့အရာကိုလုပ်လိုက်ပါတယ်ဆရာတော်ဟာပကံထဲကထမင်းကိုစားလိုက်ပြီးတော့မျိုးအောင်ကအံ့ဩတကြီးဖြင့်မယုံနိုင်စွာစိုက်ကြည့်နေခဲ့ပါတယ်ဘသူတိပညာကပိုသားလဲဆိုတာမသေးကြတဲ့အတွက်မျိုးအောင်ဟာဆရာတော်စီကိုရေထက်ကတ်ခြင်းအပြင်ထက်မှန်ကြိုးစားခဲ့ပါတယ်ဆရာတော်ကရေခွက်ကိုခဏကြာစစ်ဆေးပြီးနောက်မျိုးအောင်ကိုပြောလိုက်ပါတယ်တကားကြီးငရဲကြီးမှမကြောက်ဘူးလားကိုရောကိုဘာလို့ညစ်ပတ်တဲ့ရေတာရဲရလဲမညစ်ပတ်ပါဘူးဗျာတပည့်တော်ကြီးမှာတူလောင်ထားတဲ့မိုးရေပါဗျာဘာလို့မညစ်ပတ်ရမှာလဲမြင်လားထို့နောက်ဆရာတော်သည်မြေပြင်ပေါ်သို့ရေလောင်းချလိုက်ရာပိုးလောက်တွေကမြေပြင်ပေါ်မှာလိုးလွန်သွားလာနေတယ်အဲဒါကိုမြင်တွေ့ရတဲ့ရွာသားများအလုံးကအံ့ဩသွားကြပါရီ
ရွာသားများဟာမြို့ရဲကဖုံရင်ကျောင်းမှာအလူသွားလို့ဖို့နဲ့တရားနာဖို့ဝေးသွားစရာမလိုအောင်ဆရာတော်ကိုရွာရဲ့ဖုံရင်ကျောင်းမှာနေထိုင်ရန်ပင့်ခေါ်လိုက်ပါတယ်။အစာပိုင်းမှာဆရာတော်ကအဲ့ဒီပင့်ခေါ်ချက်ကိုညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ရွာသားများကပြည်သူတွေရဲ့စိတ်ငြိမ်းချမ်းမှုရရှိစေရန်ဆရာတော်ရဲ့ကူညီကိုလိုချင်ကြောင်းရှင်းပြတဲ့အခါရွာသားတွေပေါ်တနာကျင်နာမှုကြောင့်ဆရာတော်ကပင့်ခေါ်ချက်ကိုလက်ခံခဲ့ပါတယ်။ဆရာတော်ဟာရွာဖုံရင်ကျောင်းရဲ့ပထမဆုံးဆရာတော်ဖြစ်လာပါတယ်။ရွာသားတွေပြောထားတဲ့အတိုင်းအဲ့ဒါတကယ်ဖြစ်လာတယ်။အောက်လန်းပညာနဲ့ပြူစားခံရတဲ့သူတွေနေမကောင်းဖြစ်တဲ့သူတွေဆရာတော်စီမပြတ်မကွက်လာကုသကြပြီးတော့ဆရာတော်ကလူတိုင်းကိုကူညီပေးခဲ့တယ်။ဒါပေမဲ့အဆိုးအဝါဆုံးကတော့ဝေလွင်ဆိုတဲ့မျိုးသမီးငယ်တယောက်ရဲ့ကိစ္စပါ။ဝေလွင်ဟာအဲ့ဒီရွာကမိန်းကလေးငယ်တူဖြစ်ပြီးတော့ရွာတစ်ခုလုံးမှာရှိတဲ့မျိုးသားအလုံးကသူမကိုလိုချင်တတ်မှတ်ကြပါတယ်။ဒါပေမဲ့သူမမှာတရွာတွေကချစ်သူတယောက်ရှိပြီးသားမို့ဘသူကိုမှဂရုမစိုက်ခဲ့ပါဘူး။ဒါကြောင့်ရွာတွေကတခြားမျိုးသားတွေအားလုံးကမနာလိုခဲ့ကြပြီးတော့စိတ်ပြတ်ခဲ့ကြပါတယ်။ချမ်းသာတဲ့မျိုးသားတယောက်ဟာဝေလွင်ကိုဆက်မပြတ်လိုက်ခဲ့ပေမဲ့သူမကသူ့ကိုညှင်းဆန်လိုက်တဲ့အခါသူ့ရဲ့ချစ်ဟာယုံမာတဲ့မုန်းတရားဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူလိုချင်တဲ့ဝေလွင်ကိုမရနိုင်တဲ့အတွက်တခြားသူတွေလည်းဘယ်သူမှမရနိုင်အောင်သူဆုံးဖြတ်ခဲ့ပါတယ်။ဝေလွင်ကိုတခြားလူတွေလက်ထဲမရအောင်တတ်ဖို့သူကြံစီခဲ့ပါတယ်။သူကိုယ်တိုင်တတ်မယ်ဆိုရင်ဒါမှမဟုတ်လက်နက်ကင်ထားတဲ့သူကိုငှားပြီးတက်ခိုင်းမယ်ဆိုရင်လည်းဥပဒေကိုကြောက်နေရတယ်။ဒါကြောင့်အောင်လန်းပညာနဲ့တတ်ဖို့လိုအပ်တဲ့ရည်ချင်းရှိသူကိုရှာရပါတယ်။မကြခင်မှာပဲအဲ့ဒီကောင်လေးဟာအောင်လန်းပညာမှာရှင်းနိုင်စရာမရှိတဲ့ကြော်ကြားတဲ့အောင်လန်းဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။သူကဝေလွင်ကိုတက်ခိုင်းမှုအဲ့ဒီဆရာကိုငှားရမ်းခဲ့ပါတယ်။ဝေလွင်ကိုပြင်းထန်တဲ့ဝေဒနာနဲ့အဆုံးသတ်စေဖို့အတွက်အောင်လန်းဆရာကချိန်စာတိုက်ပြီးတော့သူမရဲ့ခန္ဓာကိုယ်ကိုအောင်လန်းအတက်နဲ့ပြူစားလိုက်ပါတယ်။မကြခင်မှာပဲဝေလွင်ဟာရုတ်တရက်နေမကောင်းဖျားနာပြီးတော့ဘိုက်အောင်လာခဲ့ပါတယ်။သူမဟာနာကျင်တဲ့ဝေဒနာကြောင့်အော်ဟစ်ကိုကျွေးနေခဲ့ရတယ်။တကယ်ကိုသနာစရာကောင်းဖြစ်နေစေခဲ့တယ်။ဝေလွင်ရဲ့မိဘတွေနဲ့မောင်နှမတွေကသူမရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုသတိပြုမိခဲ့ကြတယ်။ဆေးမျိုးမျိုးနဲ့လိန်ဆေးမျိုးမျိုးကိုစမ်းကြည့်ပေမဲ့လည်းမသက်သာပဲနဲ့သူမရဲ့အခြေအနေကပိုပြီးဆိုးဝါးလာခဲ့ပါတယ်။ဝေလွင်ဟာအောင်လန်းပညာရဲ့ချိန်စာတင့်နေပြီလို့သူတို့သေချာသိသွားကြပါတယ်။သူမရဲ့အခြေအနေကလျင်မြန်စွာပိုဆိုးလာတာကြောင့်အချိန်မနှောင်းမီသူမကိုကူဖို့လှေဖြစ်ဆရာတော်ထံခေါ်ဆောင်သွားပါတယ်။ဘုန်းကြီးကျောင်းသို့ရောက်တဲ့အခါသူတို့ဟာဝေလွင်ကိုဆရာတော်ထံအမြန်ခေါ်သွားပါတယ်။ဘာလို့လဲဆိုတော့သူမကမထနိုင်တော့ပဲဝေနာကြောင့်အော်ဟစ်ပြီးတော့လူးလှိမ့်နေခဲ့ရတယ်။ဆရာတော်ကအဲ့ဒါကိုမြင်လိုက်တဲ့အခါဝေလွင်ရဲ့မိဘကဘာမှမပြောသေးမီမှာပဲအရင်ပြောလိုက်ပါတယ်။ဒီကလေးမှလည်းအောင်လန်းပညာနဲ့ပြူစားခံလိုက်ရပြန်ပြီလား။သူတို့ကအမျိုးသမီးတွေကိုတော့မရှောင်ကြဘူး။ဒီလူတွေကဝက်လက်မောက်ကိုလုံးဝမကြောက်ကြဘူးထင်ပါတယ်။ဆရာတော်ကျေးဇူးပြုပြီးတပည့်တော်ရဲ့သမီးကိုကူညီပေးပါဗျာ။ဖခင်ဖြစ်သူကဆရာတော်အားပြောလိုက်ပါတယ်။ဆရာတော်ဟာအောင်လန်းပညာသုံးတဲ့သူတွေကြောင့်ခေါင်းခါနေခဲ့ပါတယ်။အဲဒီနောက်ဆရာတော်ဟာထားရက်လိုက်ပြီးတော့နာကျင်စွာလူးလိမ့်နေတဲ့ဝေလွင်ကိုကြည့်လိုက်ပါတယ်။ဒီလိုဖြစ်နေတာဘယ်လောက်ကြာပြီလဲ။ဝေလွင်ရဲ့မိခင်ဟာပြန်ပြောလိုက်ပါတယ်။နေတဝက်လောက်ရှိပြီဖေ။မိခင်ရဲ့မျက်လုံးတွေကသမီးဖြစ်သူအပေါ်တနာကျင်နာမှုကြောင့်မျက်ရည်တွေဝဲလာတယ်။လောက်ခံရတာမကြသေးဘူး။နေကင်းကြောင်တော်မှာတော့တိတ်တော်မပြင်းထန်ဘူး။ခဏလောက်နဲ့မန်းရည်ဖြန်းလိုက်ရင်တက်တာသွားလိမ့်မယ်။သူမအဆောင်ရှိခေါ်သွားလိုက်။ကိုရောမန်းရည်ဖြန်းပေးမယ်။ဝေလွင်ရဲ့မိဘနဲ့မောင်နှမတွေကဆရာတော်ပြောကြတဲ့အတိုင်းသူမကိုမန်းရည်ကိုပြီးမှချထားလိုက်တယ်။ထို့နောက်ဆရာတော်ဟာဂါရာကိုအကျဉ်းချင်းရွတ်ဆိုရင်းနဲ့မန်းရည်ကိုရေခွက်နဲ့ခတ်ယူပြီးဝေလွင်ပေါ်ကိုလောင်းချလိုက်ပါတယ်။ဝေလွင်ဟာနာကျင်စွာလူးလိမ့်ပြီးအော်ဟစ်လိုက်နေပါတယ်။မြင်တဲ့သူတွေကသူမကိုတနာနေကြတယ်။သိမကြခင်မှာပဲသူမကလူးလိမ့်ပြီးအန်ထုတ်လိုက်ပါတယ်။သူမဟာတန်ချောင်းကြီးတွေအများကြီးကိုအန်ထုတ်လိုက်ပြီးဆရာတော်ကမန်းရည်လောင်းနေတာကိုရက်လိုက်ပါတယ်။ဝေလွင်ကတန်ချောင်းကိုးချောင်းလုံးပြည့်အောင်အန်ထုတ်ပြီးနောက်ဆရာတော်ကအဲ့ဒီမှာရှိနေတဲ့သူတွေကိုပြောလိုက်ပါတယ်။ဒီတန်ချောင်းတွေကကလေးမရဲ့ခန္ဓာကိုယ်ကိုထည့်ပြူစားထားတာ။တန်ချောင်းတွေကအချိန်ကြာလာတာနဲ့မျှတန်ချောင်းတွေရဲ့အချွန်တွေကသူမရဲ့ခန္ဓာကိုယ်အတွင်းဘက်ကိုထိုးဖောက်ပြီးတော့ပြင်းထန်တဲ့ဝေဒနာကိုခံစားရစေပြီးခန္ဓာရင်မရှိတော့ပဲဝေဒနာခံစားရင်သေဆုံးသွားလိမ့်မယ်။လူတိုင်းကဆရာတော်ရဲ့စကားကိုနားထောင်နေကြပါတယ်။ခန္ဓာကိုယ်ထဲမှာတန်ချောင်းတွေဝင်သွားရင်လှုပ်ရှားမှုတိုင်းကဝမ်းပိုက်ကိုထိုးဖောက်ပြီးတော့ပြင်းထန်တဲ့ဝေဒနာကိုခံစားစေရတဲ့အကြောင်းကိုစဉ်းစားမိလိုက်တဲ့အခါသူတို့ကတုန်လှုပ်နေကြပါတယ်။ထို့နောက်ဆရာတော်ကဝေလွင်လက်ကောက်ဝက်မှာပြေကျိုးချီပေးလိုက်ပြီးတော့ဂါရာမန်တန်တွေယူပေးခဲ့ပါတယ်။ဘလို့ချင်းနေမျိုးမှမဆိုပြေကျိုးကိုလုံးဝမချုပ်ဖို့မှားထားခဲ့ပြီးရန်သူဘက်ကအလွယ်တကူနဲ့အလျှော်ပေးမှမဟုတ်ကြောင်းဆရာတော်ကသူမကိုတတိပေးခဲ့တယ်။သူတို့တွေဟာဆရာတော်ကိုကျေးဇူးတင်ကြောင်းဂါရဝပြုခဲ့ပါတယ်။ရန်နေငယ်ကြမှာဝေလွင်ကအရင်တစ်ခေါက်ကလိုပဲဝေနာကိုထပ်ခံစားနေရလို့သူမရဲ့မိဘတွေကသူမကိုဆရာတော်ထံပြန်လည်ခေါ်ဆောင်လာရတယ်။ဆရာတော်ကသူမကိုမေးမြန်းကြည့်လိုက်တဲ့အခါ
ပြေကျိုးကချန်စီယိုနဲ့ညှိပြီးပြတ်သွားတဲ့နောက်မှာသူမကနာကျင်တဲ့ဝေနာကိုပြန်ခံစားနေရကြောင်းသိခဲ့ရတယ်။ဆရာတော်ကမန်းရီဖြန့်ပြီးတော့ဂါရမန်နဲ့ထက်ရွတ်ဆိုပေးလိုက်ပါတယ်။ဒီတစ်ခေါက်တော့ဝေလွင်ကအချောင်းနဲ့အချောင်းတရာဝင်းကျင်အန်ထုတ်လိုက်တာပဲဖြစ်ပါတယ်။အကုန်အန်ထုတ်ပြီးတဲ့နောက်မှာနာကျင်ခံစားရတဲ့ဝေနာကပျောက်ကွယ်သွားပါတယ်။ဆရာတော်ကလက်ကောက်ဝိတ်ကပြေကျိုးကိုထပ်မပြတ်စေဖို့တတိပေးလိုက်ပါတယ်။အဲ့လိုမဟုတ်ရင်ရလက်ကသူမြင်တဲ့အတိုင်းဖြစ်လာလိမ့်မယ်။ဝေလွင်ဟာသူ့ရဲ့လက်ကောက်ဝိတ်မှာပြေကျိုးကိုလုံးဝမချွတ်တဲ့အတွက်ကြောင့်မကောင်းကြံတဲ့သူဘက်ကသူမကိုဘာမှမလုပ်နိုင်ခဲ့ပါဘူး။အဲဒီနောက်ဝေလွင်ပေါ်မကောင်းကြံတဲ့မျိုးသားကအောင်လန်းဆရာကိုအလုံးမလုံးခိုင်းတော့ပဲသူတို့သဘောတူထားတဲ့အတိုင်းဝေလွင်ကိုမတတ်နိုင်တဲ့အတွက်ငွေပေးဖို့ညင်ခဲ့တယ်။ဒါပေမဲ့အောင်လန်းဆရာကအချိန်ကုန်ခံပြီးလုံပေးခဲ့တာကိုဒေါသထွက်နေခဲ့တယ်။အောင်လန်းဆရာကဝေလွင်ကိုထိခိုက်အောင်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့အလားတူမော်ဆွမ်းရှိတဲ့လူတစ်ယောက်ကဟန်တားလိုက်တာကြောင့်ဒေါသထွက်နေခဲ့ရတယ်။အဲဒါကြောင့်လက်စားချေတဲ့အနေနဲ့သူ့ရဲ့အောင်လန်းတွေကိုဟိုမျိုးသားရဲ့ခန္ဓာကိုယ်ကိုပြူစားလိုက်ပါတယ်။အဲဒီမျိုးသားဟာသူတစ်ပါးပေါ်လှုပ်ခဲ့တဲ့လုပ်ရက်တွေရဲ့အကျိုးဆက်ကိုရင်ဆိုင်ခဲ့ရပါတယ်။သူ့မှာလွတ်မြောက်ဖို့နေလမ်းမရှိခဲ့ဘူး။အချောင်းပေါင်းများစွာကသူ့ဝမ်းပိုက်မှာထိုးပေါက်ခံနေရတာကြောင့်ပြင်းထန်တဲ့နာကျင်မှုကိုခံစားနေရပြီးသူ့ဘဝရဲ့ဆုံးသက်ရတဲ့ညကရောက်လာပါတယ်။ဆရာတော်ကဘုန်းကြီးเจ้าမှာမရှိတဲ့အတွက်ကြောင့်သူကဆရာတော်ထံလာရောက်တဲ့အခါမှာသူ့ကိုကူညီမဲ့သူမရှိခဲ့ဘူး။အဲဒီမျိုးသားဟာကံရဲ့ပြစ်ပေးထံကြောင့်ဝေဒနာကိုနာကျင်စွာခံစားရပြီးတေဆုံးသွားပါတယ်။